အားလုံးပဲမင်္ဂလာပါ This is United Channel လေးကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီတော့ဆွေးနွေးတော့မှာကတော့ကျွန်တော်တို့အတင်းရဲ့ကပတိန်ဘရူနိုရဲ့အကြောင်းဖြစ်တယ်ကျွန်တော်တို့ဘရူနိုဟာဆိုရင်ကျွန်တော်တို့ United အတင်းနဲ့တက်တန်းဆိုရင်2029ထိပဲရှိတယ်ဒီ2029ထိရှိတဲ့ကစားသမားကိုကျွန်တော်တို့တွေတက်တန်းတို့ကိုလုံနေတာဆိုရင်အခုချိန်ထိသဘောတူညီမှုမရသေးဘူးဒီသဘောတူညီမှုမရတဲ့အပြင်ကျွန်တော်တို့ဆွေးနွေးမှုတွေမှာလည်းဘာတိုးတက်မှုမှမပြောင်းလဲသေးဘူးမတိုးတက်သေးဘူးအဲ့အတွက်ကျွန်တော်တို့အရင်စိတ်ပူစရာဖြစ်တယ် United အနေနဲ့ဒီလိုမျိုးကစားသမားမျိုးမပေါ်စတင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်အတိတ်ရွယ်က32နှစ်ပဲရှိသေးတယ်နောက်ထပ်2နှစ်တော့ကျွန်တော်တို့အများကြီးတုံးလို့ရတယ်ဒီကစားသမားဒိုင်ယာဆိုလဲကျွန်တော်100ဒီလုံးမှာဒိုင်ယာမရတဲ့ကစားသမား United မှာဒီလိုကစားသမားမျိုးက1ယောက်ပဲရှိတယ်ပြီးတော့ပရီးမီးယားလိဂ်မှာဆိုလဲကျွန်တော်တို့အရင်ယာဒီကတွေ့တယ်မလားအရင်လုတ်ပြခဲ့တဲ့ကစားသမားဘောလုံးဒူစီမှာဘောလုံးရောက်ပြီဆိုရင်ကျွန်တော်တို့အတင်းအတွက်လုံးဝဂိုးတွင်းနိုင်မှုတိုက်စစ်သမားတွေကိုပံ့ပိုးပေးဖို့ဆိုရင်ဒီကစားသမားအတွက်ပဲမျှော်လင့်ရတာဂိုးတွင်းမှဆိုလဲဒီကစားသမားဖန်တီးမှုလုပ်မယ်ဆိုလဲဒီကစားသမားကိုလည်းကျွန်တော်တို့မျှော်လင့်ရတာဖြစ်တယ်ကျွန်တော်ဒီကစားသမားကိုလုံးဝလက်လွတ်ခံလို့မဖြစ်ဘူးချန်ပီယံလိဝင်ခွင့်လည်းရထားတယ်ကစားသမားကိုဆွဲဆောင်မှုအတွက်လည်းအများကြီးဟောဖြစ်တယ်လာဆိုလဲပေးလိုက်ဗျာကျွန်တော်အတင်းမှာဒါတော့သူဆိုရင်ယုံပေးခဲ့တာဘာစူပလာအောင်မြင်မှုတွေမှမရပေမဲ့ဒီကစားသမားဟာဆိုရင်ဒီလိုမျိုးဘရူနိုဆိုတဲ့ကစားသမားဆိုရင်ကျွန်တော်တို့အတင်းပေါ်ပေးဆက်ခဲ့တာဒိုင်ယာလည်းမရတဲ့ပြင်လာစာဆိုလဲကျွန်တော်တို့တချို့ဆိုရင်ကက်စမဲရိုဆိုရင်တူးတဲ့ကြော်လဲလာတဲ့စားတွေတော့အများကြီးရခဲ့တာဒါပေမဲ့ဒီကစားသမားမတွက်ကက်ခဲ့ဘူးအပင်မခံခဲ့တယ်မမောမပန်းနဲ့ပြေးလွှားခဲ့တယ်ခေါင်းဆောင်မှုပိုင်းမှာဆိုလဲကျွန်တော်တို့ပြောစရာမလိုဘူးဒီကစားသမားကလုံးဝခေါင်းဆောင်မှုပိုင်းလဲစိတ်ချရတယ်ယုံကြည်ရတယ်ဒီလိုကစားသမားမျိုးကိုကျွန်တော်တို့တက်တန်းတို့ကိုအခုချိန်ထိကြံ့ကြာနေရတာလုံးဝအဆင်မပြေဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့တင်းမှာဒီကစားသမားအရင်ရေးကြီးတယ်ကစားသမားတစ်တွေမခေါ်နိုင်တာထောင်းဒီကစားသမားကိုတက်တန်းမတိုးနိုင်ဘူးဆိုရင်ကျွန်တော်တို့အတွက်နောက်ရည်တွေကဘာမှမျှော်လင့်ချက်ရှိမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့အတင်းမှာဒီကစားသမားတော့ဒိုင်ယာပြဿနာကင်းတာဒီကစားသမားပဲရှိတယ်အဲ့လိုကစားသမားမျိုးဟာအတက်ရွယ်32နှစ်ရှိနေရောနောက်ထပ်2နှစ်လောက်အေးဆေးဆေးအသားလေးတုံးလို့ရတယ်ဒီကစားသမားကိုကျွန်တော်တို့ဒီကအခုဆိုရင်ဂါလာဇာစရေးကဒီကစားသမားကိုချိတ်ဆက်နေတယ်လို့တရင်ရရှိထားတယ်ဘာလို့လဲဆိုတော့ဒီကစားသမားနဲ့သဘောတူညီမှုရတော့ပြီဆိုရင်ဥရောပပြင်ပကလပ်တွေကနေပြီးတော့ပေါင်တန်း50တန်းမှာ4တန်းလား56တန်းလားမသိဘူးစာချုပ်ဖြတ်တင်ကြီးပြီးရင်တစ်ခါတည်းခေါ်ယူသွားလို့ရတယ်လို့ကျွန်တော်တို့ကြားသိရတယ်အဲ့လိုမျိုးကအဆင်ပြေသွားတယ်ဖြစ်သွားခဲ့တယ်ဆိုရင်ဒါဘုတ်ဘွဲတွေကလုံးဝအဆင်မပြေဘူးဗျာဘာလို့လဲဆိုတော့ဒီလိုကစားသမားမျိုးကိုအခုချိန်ထိတက်တက်မတိုးနိုင်နေဘူးလာစာပေးဖို့သူများတင်းနေဆိုရင်ဒါတလောက်တော့မဟုတ်ဘူးကျွန်တော်တအားရုန်းကန်နေတဲ့ကစားသမားတွေတောင်မှလာစာတွေမြောင်များပေးနိုင်နေရဒီကစားသမားမျိုးဘာလို့မပေးနိုင်မှာရက်ဖို့ပေးခဲ့တာလေ33သိန်းကျော်တွေဒီလိုမျိုး3သိန်းကျော်တွေတောင်ပေးခဲ့တာဒီကစားသမားကိုတိုးပေးဖို့4သိန်းလောက်တိဘာဖြစ်လဲကျွန်တော်တို့အတွက်အဲ့လောက်ဒီပဲငွေရှားနေလား United အဲ့လောက်ငွေမစားတင်ဘူးလေသိတယ်မလားငွေရှိနေတာပဲပေးဖို့ဒီလိုကစားသမားမျိုးဟာကျွန်တော်တို့အတွက်အရန်တန်ဖိုးရှိတယ်ပြီးတော့အတင်းကိုလည်းလုံးဝဆွဲတင်ပေးနိုင်တဲ့ကစားသမားမျိုးကျွန်တော်တိုက်စစ်မှာဆိုလဲပူစရာမလိုဘူးထိုင်အနေအနာတရဆိုလဲပူစရာမလိုဘူးလုံးဝပူစရာမလိုတဲ့ကစားသမားမျိုးကိုခုချိန်ထိကျွန်တော်တို့တွေတက်တက်မတိုးနိုင်နေဘူးသဘောတူညီမှုမရနိုင်နေဘူးဆိုတာအရင်စိတ်ပစ်စရာကောင်းတယ်အဲ့အတွက်ဘုံဘွဲနေနေအလုပ်လုပ်ပါဒီကစားသမားမျိုးကိုတခြားကျွန်တော်တို့တွေရအောင်ဆွေးစည်းရုံးမှာစီးရုံးပြီးတာနဲ့အမြန်ဆုံးကျွန်တော်တို့တက်တန်တိုးပါတက်တန်နဲ့ဆို2နှစ်တိုးလိုက်နောက်ထပ်2နှစ်တိုးပြီးသွားပြီဆိုရင်ဒီကစားသမားကိုပြန်လဲရောင်းချခြင်းနဲ့ဆိုရောင်းချ2နှစ်လောက်တော့ကျွန်တော်တို့အတင်းမှာလုံးဝအံဝင်နေတဲ့ကစားသမားဖြစ်တယ်အဲ့အတွက်ဘုတ်ဖွဲ့တွေအနေနဲ့မပေါ်စတင်ဘူးဒီကစားသမားအရင်ရေးကြီးတယ်ကျွန်တော်တို့အတွက်အရင်ရေးကြီးတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ဘုတ်ဖွဲ့တွေနဲ့တက်တန်တိုးဖို့အရင်လိုအပ်ပါတယ်ခင်ဗျာအဲ့အတွက်ကျွန်တော်ကဆွေးနွေးသွားပြတာဖြစ်တယ်ဒီဂရာဒါစရေးရနေပြီးတော့သူ့ကိုချိတ်ဆက်နေတယ်တရားဝင်ချိတ်ဆက်နေတယ်လို့လည်းကျွန်တော်တို့ကြားသိရတယ်အဲ့အတွက်ဒီကစားသမားနဲ့ကျွန်တော်တို့အရင်ဆုံးသဘောတူညီမှုရမှပို့ပြီးတော့ကျွန်တော်တို့ဖန်နေအနေနဲ့စိတ်ချမ်းသာမှုရမှာလည်းဖြစ်တယ်ကျွန်တော်တို့တင်းမှာဆိုရင်ဒီကစားသမားကလုံးဝအတုံးဝင်နေလဲကစားသမားလည်းဖြစ်တယ်ကျွန်တော်ကရန်စိတ်ပူတယ်ဗျာအကိုလေးအနေနဲ့လည်းစိတ်ပူမယ်လို့ကျွန်တော်ထင်တယ်ဒီကစားသမားသူများအတင်းကိုဥမာရသွားမယ်ဆိုရင်ကျွန်တော်တို့အတွက်လုံးဝအမှားကြီးတစ်ခုကိုကျူးလွန်လိုက်တယ်လို့ကျွန်တော်ခံစားမိမှလည်းဖြစ်တယ်ကျွန်တော်ကစားသမားတွေမရခြင်းနေဗျာကျွန်တော်တို့ရဲ့ကပရိန်ကြီးကိုကျွန်တော်တို့အတင်းမှာပဲကျွန်တော်တို့မြင်ခြင်းတယ်အနည်းဆုံး1နှစ်2နှစ်ပေါ့ဗျာနော်အကိုရီအနေနဲ့ဘယ်လိုမျိုးစိတ်ခံစားချက်တွေရှိနေပါလဲဒီဗီဒီယိုမှာ comment တွေမှာရေးပြသွားလို့ရပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လာမယ်
နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်အကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ